လူမြတ်ကျော်ဆိုတဲ့မအေလို့ကတော့သူ့ရဲ့တတိအမှန်ကို तू ကဖော်ပြလိုက်ပြန်ပြီနော်သူ့ရဲ့တတိအမှန်ကိုဖော်ပြလိုက်ပါပြီငကားလိုမျိုးခွေးဆက်ခင်းနေလိုက်တာကျမသူ့ရဲ့ Facebook ကနေပြီးတော့တင်လာတဲ့ဟာကိုမြင်လိုက်တယ်ကရင်ထဲမှာအသေးထဲမှာဟိုလေနားတယ်သိလားလူမြတ်ကျော်မအေလို့ခွေးဆက်ဘလို့ခင်းပြန်ပြီလဲဆိုတော့အခုကြည့်လွန်ခဲ့တဲ့ကျမတို့ဒီ10ရက်နေ့ကဇူလိုင်10ရက်နေ့ကကြာရှုံးခဲ့တဲ့ကျမတို့ရဲ့6မျိုးနယ်ကရဲဘော် PDF ရဲဘော်အယောက်20နဲ့ပတ်သက်ပြီးတော့ရေးထားတာဘလို့ရေးသားထားတဲ့ထင်လဲဇူလိုင်10ရက်တဲ့ဗဒက်အလောင်း20နဲ့လက်နက်20တဲ့အရသာရှိနေရောတဲ့ဒီမအေလို့ကအဲ့လိုရေးထားတာဟမ်ဒီမအေလို့ကဘာကောင်းလဲကျမတို့ပြည်သူလူထုတွေသိဖို့လို့ပြီဒီမအေလို့ကဘာကောင်းလဲတော်လာရေးထဲကိုဘာစိတ်နဲ့ဝင်လာတာလဲလူမြတ်ကျော်ဆိုလည်းမအေလို့နေပါလို့အဲ့ဒီပို့ကိုပြန်ဖြတ်ချသွားတာလေတင်ထားလေနင်းရဲ့ခွေးရုပ်ကိုနင်းဖော်ပြနေတာနင်းတခါတည်းတင်ထားလေဟမ်နင်းအရှင်နင်းကလည်းဒီလိုမျိုးနင်းရဲ့ခွေးရုပ်ကိုနင်းဖော်ပြနေရပဲငါတို့ကတတ်သိမရှိဘူးငါတို့လူတယောက်ကိုအထင်းနဲ့မပြောချင်ဘူးအခုတော့နင်းရဲ့တရုတ်မှန်ကိုနင်းကိုယ်တိုင်နင်းဖော်ပြထားတာဟမ်ညီအောင်မလားအကောက်တူးလို့ညီအောင်မလားဒီမှာလူမြတ်ကျော်အဲ့ဒီအကောက်ရဲ့ဘေးမှာကြည့်လိုက်ဘလူးမတ်ပါတယ်ညီအောင်မလားညီမတင်ဘူးလို့ညီအောင်မလားညီတနာကြီးကြော်ပဲညီတို့တင်သွားတယ်တင်သွားပြီးတော့အခုချက်ချင်းညီတို့ပြန်ဖြတ်ချသွားတယ်ကျွန်တော်တို့တောင်းလာအမိသားသမီးတွေdeleteထားဒီမအေလို့ကဟိုအရင်နေ့ကနေပြီးတော့ငကားလိုပဲသိလားအဲ့ဒီငကားသွားထဲကနေပြီးတခါလဲအဲ့ဒီမအေလို့ငကားနဲ့ तू လိုက်သွားရမှာလိုက်မသွားဘူးဘာကြောင့်လိုက်မသွားလဲတော်လန်ရေးကိုရှစ်ဆက်လို့မရအောင်ထပ်ပြီးဖြတ်စည်းခြင်းလို့နေခဲ့တာဒီမအေလို့ကနော်အဲ့ဒီနှကားကိုပြောခဲ့စဉ်လုံးကလည်းကျမတို့တော်လန်အတိုင်းဝိုင်းထပြီးတော့ပြောနေတဲ့ပြည်သူလူထုကိုပြန်လဲခြေပနေတဲ့လူမြတ်ကျော်ဆိုတော့မအေလို့အခုကြည့်လိုက်ဟမ်ပဒတ်လောင်း20နဲ့တဲ့လက်နက်20တဲ့အရသာရှိနေရောတဲ့ခမားတို့ရဲ့လူမြတ်ကျော်တဲ့ဟမ်မအေလို့နိခွေးကိုငါတို့အခုမှနိရဲ့ခွေးရဲ့တရုတ်မှနိရဲ့စောက်ရုပ်ကိုနိခွေးကိုငါတို့မြည်ပြီမအေလို့ရဲ့ဟမ်ဒါအောင်နိကဘာတွေနိကဖုံးသားချင်နေလို့နိကဘာတွေလိုက်ပြီးတော့လှုပ်ချင်နေလို့တဲ့နိရဲ့ခြေလမ်းတွေကိုဘယ်သူမှမမြည်ဘူးနိထင်းနေလား तू တနာရီကြော်ပဲသူတို့တင်ခဲ့တယ်နော်တနာရီကိုနည်းမိနစ်နည်းခဲ့ပဲစွန်းမဲ့ချက်ချင်းပြက်ပြက်ချသွားတယ်ဘာသဘောလဲကျမတို့မိသားသမီးတွေတတိထားပါဒါတော့ဒီမအေလို့ကိုတတိထားပါကျမတို့ကတော့စောက်ကြီးခဲ့တာကြာပြီဒါအခုတော့သူ့ရဲ့တရုံမှန်ကိုသူကိုယ်တိုင်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်ဒီတော့ကျမတို့တော်လန်မိသားသမီးတွေအားလုံးဒီလိုမအေလို့တွေကိုဘတ်တူမှလက်ခံစရာအကြောင်းမရှိဘူးပေါ့နော်ဒီမအေလို့ကိုတယောက်တစ်ခွန်းလောက်ဗာပြောခြင်းလဲပြောခဲ့ပြီဦးနော်